မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကဘာအန်ဩစရာအကောင်းဆုံးစစ်သားတစ်ယောက်အကြောင်းတင်သိပါသလားဒုတိယကဘာစစ်ကြီးပြီးသွားတာကို29နှစ်ကြာအောင်မသိပဲတိုးထဲမှာဆက်တိုက်နေခဲ့တဲ့လူတစ်ယောက်အကြောင်းပါသူ့နာမည်ကဟီရိုအိုနိုဒါပါ1944ခုနှစ်မှာသူ့အရာရှိကဘယ်တော့မှအရှုံးမပေးနဲ့ငါတို့ပြန်လာခေါ်တဲ့အထိစောင့်နေဆိုတဲ့အမိန့်တစ်ခုပေးခဲ့ပါတယ်1945မှာဂျပန်ရှုံးသွားပြီမဲ့သူကတော့ဒါကိုရန်သူလှည့်ကွက်လိုပဲထင်ခဲ့ပါတယ်သူဟာတော်ထဲမှာတစ်တီးတွေနွားတွေကိုခိုးစားရင်း29နှစ်တိုင်ပုံအောင်နေခဲ့ပါတယ်သူမိသားစုကစာရီဓာတ်ပုံတွေကိုလီရင်ပေါ်ကနေကျဲချပြီးခဲ့ပြီမဲ့သူကတော့အတုတွေလိုပဲယုံကြည်ပြီးတိုက်ပွဲဝင်နေခဲ့တာပါ1984ခုနှစ်ကျမှသူ့ရဲ့အထက်အရာရှိဟောင်းကိုယ်တိုင်လာပြီးအမိန့်ရုပ်သိမ်းပြီးမှသူကလက်နက်ချခဲ့ပါတယ်ဂျပန်ကိုပြန်ရောက်တဲ့အခါမှာတော့သူဟာကမ္ဘာမှာတစ္ဆာအရှိဆုံးစစ်သားတစ်ယောက်အဖြစ်နာမည်ကျော်သွားခဲ့ပါတယ်ဒီလိုထူးဆန်းတဲ့သမိုင်းကြောင်းတွေကိုသိချင်ရင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ဗျ